နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီးပါစေတော့ကိုရောရဲ့ဂျေစုတော်ထာဝရနိုင်မဲ့တော်နေတဲ့ချိန်တိုင်းအမြဲစုတောင်းပါကျေးဇူးတော်ကာလမှုထာဝရကိုရှာကြတယ်လေယေရှုကိုယုံကြည်သူတမလို့နောက်ရထွက်လဲစိတ်ချရပြီအရာအလုံးထက်သူမြတ်တာရင်းနဲ့လမ်းရှုံးကောင်းပြီပါလောကကြီးကိုတင်ဟာမတော်တဆရောက်လာရမဟုတ်ပါတင်ကဲတင်ချင်ရဖို့မရမြတ်လို့ရှိတာဒီနေရာကိုရောက်လာတာလဲအမတ်တမဲ့တော့မဟုတ်ပါအသက်ရှင်တဲ့ဖေရကိုတီးဖို့ပါလောကကြီးကိုတင်ဟာမတော်တဆရောက်လာရမဟုတ်ပါတင်ကဲတင်ချင်ရဖို့မရမြတ်လို့ရှိတာဘုရားမမောဟမနဲ့ယေရှုခရစ်ရဲ့နာမတော်ပါဆက်ဘုန်းကြီးပါစေဖြာစေပါဝေနာမြေပြင်ထဲမှာချက်ထားခဲ့မလား